brother အနေနဲ့ဒီချက်၃ချက်ကိုမလုပ်တဲ့ဘူးဆိုလို့ရှိရင်တော့တကယ်ကိုတယောက်တည်းပတ်ကြည့် player ကြီးဖြစ်နေနေမယ်နော်အဲ့ဒါပါလေဆိုတော့ကျွန်တော်ခုပြထားသလိုပဲ setting ထဲဝင်လို့ရှိရင်တမျိုးတစ်ခေါက်ကြီးလိုက်ရှာနေရထပ်စားလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ lobby မှာပဲ setting လေးကိုပေါ်နေအောင်လို့ကျွန်တော်ဘယ်လိုလုပ်သွားမလဲဆိုတာကိုပြပြပါမယ်ကျွန်တော်တို့ပထမဆုံး setting ကိုပြင်ထုတ်ဖို့ဆိုလို့ရှိရင်ပေါ့နော်ဘေးကမြားလေးကိုနှိပ်မယ်ပြီးလို့ရှိရင် setting လေးကိုဖိထားပြီးတော့ဒီဘက်ဘေးမှာပြထားတဲ့စာလေးကိုနှိပ်မယ်နောက်ပြီးတော့ကိုလိုချင်တဲ့ clan ဖြစ်ဖြစ် message ဖြစ်ဖြစ်ကိုဖိပြီးတော့ခုနလိုကျွန်တော်ပြရတဲ့စာလေးကိုပဲထပ်နေအောင်နဲ့တင် setting ကအပြင်ကိုရောက်လာပါပြီဗျာနောက်တစ်ခုအနေနဲ့ဒီ lady ဆင်းတဲ့ဟာလေးကိုဘယ်လို customize ချိန်ရမလဲဆိုတာကိုပြရပါမယ်ဒီဥဆုံးလုံးမှာ setting နဲ့က control center တွေကိုသွားရပါမယ်ပြီးတော့ရှင်ကိုဆွဲ control ကို customize နှိပ်ပြရတယ်ဒီပေါ်ထောင်လေးမှာ lady ပုံလေးကိုကျွန်တော်နှိပ်ပေးရပါမယ်နှိပ်လိုက်ပြီးဆိုတော့ဒီဘက်မှာကျွန်တော် lady ခုံတဲ့ဟာလေးကိုကြိုက်တဲ့နေရာကိုလိုချင်တဲ့နေရာလေးကိုရွှေ့ပြီးတော့ site ကိုလည်းကြီးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီဘက်ကကျွန်တော် lady ဖွင့်တဲ့ဟာလေးကိုလည်းကိုကြိုက်လို့ချိန်ကြည့်လို့ရပါတယ်ကို upgrade မှာပေါ့နော်ကျွန်တော် player တော်တော်များများခြုံတွေ့နေရတဲ့ graphic area လေးကိုပြောရပါမယ်အဲ့ဒါကကြတော့ average ကြောင့်ကျွန်တော် setting တွေအဲ့လို auto ပြောင်းသွားပါဗျာအဲ့လိုပြောင်းသွားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်လိုပြန်ရှင်းရမလဲဆိုတာပြပါမယ် graphic မှာကြတော့အဲ့လို super smooth နဲ့ smooth နဲ့ဆိုပြီးရှိပါတယ်တခါကြလို့ရှိရင် balance တို့ဘာလို့ပြောင်းသွားတတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် brother တို့က super smooth တော့မဟုတ် smooth တွေကနေပြီးတော့ကိုကြိုက်တဲ့graphic ကိုပြောင်းပါတော့ပြောင်းသွားလို့ရှိရင်အောက်ကနေပြီး frame rate ကိုတော့ကျွန်တော်အမြင့်ဆုံးထားဆော့စေချင်ပါတယ် frame rate အမြင့်ဆုံးထားဆော့မှာလဲ brother တို့ကအဆင်ပြေမှာပါဒီအောက်မှာ smart adjust နဲ့ manual adjust မှာလဲတခါကျရင် smart adjust ထားလို့ရှိရင်လဲ frame rate တွေကြာကြီးဖြစ်တတ်ပါတယ် manual ထားထားပြီးပါဒါကတော့ကျွန်တော် frame rate ပေါ့နော်120ပြည့်ထားတာပါကျွန်တော်ကတော့120ရလို့ပါဒီရောက်ကများလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ဆိုလို့ရှိရင်နှစ်ခုကို disable လုပ်ထားပါတယ်အဲ့ဒီသုံးခုလုံး disable လုပ်ပြီးလို့ရှိရင်ဒီအပေါ်ဆုံးကိုလည်း disable ပဲလုပ်ထားပြီပါအဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်battery ကုန်သွားတဲ့အချိန်ကြလို့ရှိရင်ပေါ့နော်သူ FVS short ချတာတွေဘာတွေမလုပ်တော့ဘူး disable ပိတ်ထားရဆိုလို့ရှိရင်တော့လုံးဝအကောင်းဆုံးပါပဲအကုန်လုံး disable လုပ်ထားတော့ပို့ပြီးတော့ safe ဖြစ်ပါတယ်ဒီအောက်လေးနည်းနည်းသွားလိုက်မယ်ဆိုရင်တော့ brightness ရှိပါတယ် brightness ကတော့130ဆိုလို့ရှိရင် gain ထဲမှာမှိန်နေဆိုတော့ကျွန်တော်မှိန်တာမကြိုက်တဲ့အတွက်လင်းတာပဲကြိုက်လို့ brightness ကို150ပဲထားတာပါတယ်အဲ့ဒါတွေအကုန်လုံးပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ apply ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့လုံးဝ okay graphic လေးရသွားပါပြီ brother တို့သိကျင်တာမေးမြန်းကျင်တာရှိလို့ရှိရင်လည်းကျွန်တော်က comment မှာမေးမြန်းစုံစမ်းသွားလို့ရပါတယ်ကျွန်တော်ရဲ့ video လေးတွေကိုသဘောကျရဆိုလို့ရှိရင်လည်း like and follow subscribe လေးလုပ်ပြီးတော့နောက် video မှာဘာလေးလုပ်ပေးရမလဲဆိုတာကို comment မှန်းခဲ့ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Lucky ပါ